Okay ဒါဆိုရင်ကျွန်တော်စစ်ကူရလာပြီစစ်ကူမှာကျွန်တော်တို့အစောနာပြောတယ်လို့တန်အိမ်မှာကျွန်တော်တို့ဒီမှာ3လင်းမှာပြီးရင်1စိတ်2စိတ်3စိတ်4စိတ်5စိတ်ပြီးရင်ကျွန်တော်3စိတ်ထား6စိတ်ထားတူးမယ်1စိတ်2စိတ်3စိတ်4စိတ်5စိတ်6စိတ်ဆိုတော့4လင်းမနဲ့3စိတ်เนาะဒါနားလည်မှုယူတာ1စိတ်2စိတ်3စိတ်ဒါ4လင်းမပြီးရင်အရာလေးဖြစ်အောင်လုပ်လိုက်ပြီးရင်ကျွန်တော်တို့ကဒီမှာဒီဘက်ကို3စိတ်ပြောင်းဝင်မယ်ခင်ဗျအာဟေးရပြီโอเคဒါဆိုရင်ကျွန်တော်တို့ကဒီနားကနေပြီးတော့3စင်းကိုကျွန်တော်တို့အတွင်းကိုဝင်မယ်ပေါ့ခင်ဗျာ3စင်းကိုအတွင်းကိုဝင်မယ်ဟိုဘက်ထိပ်မှာလည်း3စိတ်အတွင်းဝင်မယ်ဒီဘက်မှာလည်း1စိတ်2စိတ်3စိတ်အတွင်းဝင်မယ်ဒီမှာ3စိတ်ဝင်မယ်ပြီးရင်ပြီးနေပြီဆိုတော့ကျွန်တော်တို့ကဒီမှာ1စိတ်ခွဲပဲအရာပေးမယ်ပေါ့ခင်ဗျာနော်ဒါစိတ်ကူခေါင်းမဲ့နေရာလေးကို1စိတ်ခွဲကိုပဲကျွန်တော်တို့ကအရာပေးမယ်ဟုတ်ပြီနော်အခုဒါဆိုရင်ကျွန်တော်တို့ဒီမှာပြည်တန်လေးကိုနည်းနည်းကြည့်မယ်โอเคဒီမှာဆိုရင်လေးလေးမှ1စိတ်2စိတ်3စိတ်ရပြီဆိုတော့ကျွန်တော်တို့က1စိတ်ခွဲကိုခေါင်းမယ်ဆိုရင်1စိတ်ပြီးရင်1စိတ်ခွဲအတွင်းကိုဝင်လိုက်ဒီနေရာမှာမတ်စရာမလိုဘူးဒီမှာလည်းပဲကျွန်တော်တို့က1စိတ်ခွဲဝင်မယ်โอเคဒီမှာလဲကျွန်တော်တို့1စိတ်ခွဲเนาะပြီးရင်ဒီမှာကျွန်တော်တို့လေးလေးမနဲ့3စိတ်ဒီမှာလေးလေးမပြီးရင်1စိတ်2စိတ်3စိတ်ဒါဖြတ်မဲ့နေရဒါခောက်စာပြုလုပ်မဲ့နေရ1စိတ်ခွဲဒီမှာလည်းပဲ1စိတ်ခွဲโอเคဒါဆိုရင်ကျွန်တော်ကဖြတ်မဲ့နေရကိုကြတော့ဒဏ်ရာနည်းလေးပေးမယ်ခေါင်းမဲ့နေရကိုကြတော့ဒဏ်ရာပွားလေးပဲပေးမယ်ဒီလိုလေးပေါ့โอเคဒါဖြတ်မဲ့နေရစက်ကူခေါင်းမဲ့နေရကိုကျွန်တော်တို့ကပွားလေးပဲเนาะပွားလေးပဲပွားလေးပဲโอเคเนาะဒါဆိုတော့ဒီမှာအရာလေးအကြောင်းအရာလေးမြင်သွားပြီဆိုရင်တော့လက်ကကြီးတွေနဲ့မြင်ကြအောင်အမဲလေးဖြစ်အောင်ပြုလုပ်လိုက်ပြန်တယ်เนาะဒီမှာလည်းပဲဒီတိုင်းโอเคဒါဆိုရင်ကျွန်တော်တို့အစပိုင်းမှာစစ်ကူခေါင်းတဲ့ညီကိုများကြတော့လောကကျွန်တော်တို့စစ်ကူခေါင်းစာလေးကိုတဒန်းတည်းပေါ့နော်တပုံစံတည်းရရှိတော့မှဖြစ်ပါတယ်တအားကြီးတော့အရာမပေးနဲ့စစ်ကူကျိုးသွားလိမ့်မယ်နော်တအားကြီးအရာမပေးနဲ့ဖြတ်မဲ့နေရောက်တအားကြီးအရာပေးမယ်ဒီမှာလိုတာကျွန်တော်တို့ဒီလိုနေတာတစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခုလိုရဆိုတော့ဒီမှာကျွန်တော်တို့3ခုလောက်ရနိုင်မလားโอเคဒါမှကျွန်တော်နောက်ထပ်တစ်ပြားထပ်လုပ်လိုက်မယ်နော်လေးလေးမနဲ့3စိတ်1စိတ်2စိတ်3စိတ်โอเคဒါဖြတ်မဲ့နေရလေးလေးမ1စိတ်2စိတ်3စိတ်ဒါခောက်စာနေရပွားလေးပဲပြီးမယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီအစပိုင်းစိတ်ကူခေါင်းတဲ့ညီကိုများအစီဖြစ်သွားပြီเนาะဒါလည်းအခြေခံပိုင်းပေါ့ခင်ဗျာโอเคဒါလည်းအခြေခံပိုင်းပါလက်သေးကကြီးနဲ့အရာပေးလိုက်ပေါ့ခင်ဗျာဘာဖြစ်လဲဘာမှမဖြစ်ပါဘူးဒီမှာဖြတ်မဲ့နေအောင်ကျွန်တော်တို့ဒဏ်ရာလေးများပေးမယ်ဝက်ဆော့တမကကြတော့လင်းမှာစစ်စီတွေပေးနေပြီးသားဒါဆိုရင်ကျွန်တော်တို့ကဒီမှာမမြင်ရတဲ့နေရာကိုကျွန်တော်တို့ကမြင်ရအောင်ဒီလိုလေးလုပ်လိုက်လို့ရှိရင်ဒီမှာအမဲချောင်းလေးပေါ်လာတယ်โอเคဒီမှာလည်းပဲကျွန်တော်တို့ကဓာတ်ပြတ်သွားတယ်ခင်ဗျာနော်အရာလေးပေးလိုက်မယ်ဒီနေ့ကံမကောင်းပါဘူးပလင်းလဲကြကွဲတယ်ဓာတ်လည်းပြတ်တယ်စင်သိမ့်မပြေဘူးဘာတွေဖြစ်နေလဲပေါ့နော်โอเคဒီမှာအရာလေးပေးလိုက်အရာလေးကျွန်တော်တို့မြင်ရုံလေးပဲကျွန်တော်ကတော့မြင်နေတာတော့ဗီဒီယိုကင်မရာထဲမှာတော့မြင်ချင်မှလည်းမြင်မယ်โอเคဒီမှာစက်ကူခေါက်ဆန်နေရလေးအရာလေးပဲเนาะကျွန်တော်တို့မြင်ရုံလေးတအားပေးလို့မရဘူးစက်ကူခေါက်တဲ့ကောင်ကျိုးသွားနိုင်တယ်โอเคဒါဆိုရင်ဒါလေးကိုကျွန်တော်တို့ကတ်ကြီးလေးနဲ့ဖြတ်မယ်ဒါစက်ကူထိုးနေပေါ့ခင်ဗျာเนาะနောက်ထပ်ကျွန်တော်တို့ဒီပေတံအခေါ်ဝေါ်လေးကိုကျွန်တော်တို့တိတ်မကြွအောင်เนาะဒါပေါ်တင်မယ်အမှန်တရားပဲအဲ့ဒါကျွန်တော်တို့ကတလေးမှာ6စိတ်ရှိမယ်စိတ်အငယ်လေးနဲ့တခါကြည့်ရင်16စိတ်ရှိမယ်ဒါပေမဲ့ကျွန်တော်တို့က6စိတ်ပဲစကားပြောမယ်နော်
တစိတ်ပြီးရင်အကြောင်းအတူလေးကိုအခွဲပေါ့ခင်ဗျာတစိတ်ခွဲနှစ်စိတ်ခွဲအဲ့လိုတွေပေါ့ဒီမှာကျွန်တော်တို့ဒီမှာအရာလေးတွေစီးနေတယ်ပေါ့နော်ဒီမှာခောက်ရမယ့်နေရာဒါဖြတ်မယ့်နေရာဒီမှာခောက်မယ့်နေရာကိုကျွန်တော်တို့ကပွားလေးပဲပေးထားတယ်ခင်ဗျာနော်โอเคဒါစက်ကူကကိုတောင်ပုံနေသေးတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ကခောက်စာလေးလောက်ရဒီမှာတစ်ခုနှစ်ခုသုံးခုလေးခုငါးခုဖြန့်ရမယ်ဒီမှာဒါကျွန်တော်ဖြတ်ထားတဲ့စိတ်ကူကအထူနော်အထူစားโอเคနည်းနည်းပါးပါးတိတ်ဆောင်းသွားရင်လည်းဘာမှဖြစ်ကျွန်တော်အစပိုင်းပါလေနော်ကျွန်တော်မှကျွန်တော်ကကျွန်တော်မှကတ်တာပေပါဖြတ်တဲ့ဟိုဓာတ်စိတ်ကလေးရှိတယ်ပေါ့နော်လင်းနဲ့ဖိချက်ရတဲ့အားလေးအဲ့ဒါလေးနဲ့ပြန်လဲရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီမှာအစပိုင်းမှာညီကိုတွေအဲ့လိုမျိုးမရှိတဲ့ခါကျတော့ကတ်ကြီးလေးနဲ့ဒီလိုလေးဖြတ်တင်ဖြတ်ပြီးလဲတင်ပြီးလဲဖြတ်လို့ရတယ်ဆိုတဲ့အကြောင်းလုပ်ပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့အတန်းနိုင်ဆုံးအခြေခံပိုင်းလေးတွေအရင်ပြောမယ်ပြီးတော့မှကျွန်တော်တို့ကဒီထက်နည်းတဲ့ဟာလေးကိုထပ်သွားမယ်နော်ဒါကျွန်တော်ရဲ့လုပ်ငန်းအတွေ့အကြုံလေးကိုပညာဒါနမျှဝေပေးတဲ့အတွက်ကျွန်တော်တို့ညီကိုများလည်းပဲအတန်းနိုင်ဆုံးကျွန်တော်ကိုပြန်လဲပြီးတော့အများတူငါတိအောင်လည်းပြန်လဲမျှဝေပေးပါဒီမှာကျွန်တော်တို့စက်ကူခေါင်းထားတဲ့အနေထားလေးဒီလိုမျိုးဝိုင်းဝိုင်းလေးဖြစ်နေရမယ်စက်ကူကိုကျွန်တော်တို့ကဒီလိုမျိုးချိုးလိုက်လို့မရဘူးနော်ဒါကိုတော့ချိုးလို့မရဘူးစက်ကူကင်တဲ့အခါမှာကျွန်တော်ကဒါလေးကိုကင်မယ်ဒါဒီလိုတော့ချိုးလို့မရဘူးကျွန်တော်ကင်မယ်ဒါကျွန်တော်တို့ကဒီမှာဆော့လော့များပေါ့ဒီလက်ကွင်းကြီးဆော့လော့များဒါဆိုစက်ကူထက်ရကျွန်တော်တို့ကဒီတချမ်းကိုအရင်ထက်ဒီမှာကျင်းနေတယ်ဗျာဒီမျိုးထိုးလို့မဝင်ဘူးလေထိုးလို့မဝင်တဲ့ခါကျတော့တချမ်းကိုအရင်ထက်ပြီးတော့မှဒီဟာလေးကိုမြင်လိုက်ဟုတ်ပြီနော်ဒီမှာမော်တာမှာလည်းပဲနှခမ်းနှစ်ဖက်စီးရပေါ့ဗျာကြိုက်တဲ့တစ်ဖက်ကိုဒီမှာနှခမ်းနှစ်ဖက်ကြိုက်တဲ့ဒီမျိုးဒီမှာကျင်းနေတယ်ဒီလိုထက်လို့မဝင်ဘူးဆိုတော့ကျွန်တော်ကတချမ်းထက်မယ်ပြီးမှဒါလေးကိုမြင်လိုက်ဒီလိုထက်မယ်ဟုတ်ပြီနော်တချမ်းထက်မယ်မြင့်မယ်ထက်မယ်ပြီးမှလော်လိုက်သူအဝိုင်းလေးဖြစ်နေမယ်ဒီနေရာကိုဖိချိုးလိုက်ရင်ဒီလိုလိုဖြစ်နေလို့ရှိရင်မကောင်းဘူးပေါ့ခင်ဗျာနော်ဝီမဖြစ်စေနဲ့တော့စက်ကူတွင်းရင်ယူပုံတရံပဲဖြစ်နေပါစေနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုပြီးအောင်ခောက်ပြရမယ်ပြီးတော့ကျွန်တော် wipe ပြရမယ်ပေါ့နော်အဲ့တော့ဒီမှာအရာလေးရှိတယ်အရာလေးရှိတဲ့နေရာကိုကျွန်တော်တို့ကလွှတ်အကျိုးလေးနဲ့ဖြစ်စေပေတံလေးနဲ့ဖြစ်စေကျွန်တော်ဒီလိုလေးခောက်လိုက်တော့ပေတံလေးကတန်ပေတံကိုပို့အဆင်ပြေတယ်ခင်ဗျာနော်โอเคဒီလိုလေးခောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာခောက်ရမကျိုးတာကိုထပ်ပြီးတော့ခောက်ရကျိုးအောင်ပြန်ချိုးမယ်နော်ဒါမော်တာပတ်နီးအခြေခံပဲအခြေခံပိုင်းမှာကျွန်တော်ဒီဖြုတ်ပြီးတော့မတ်တန်းယူတာတွေစက်ကူထိုးတာတွေပိုင်နိုင်ဖို့လိုတယ်ပေါ့ခင်ဗျာနော်โอเคပြီးရင်ကျွန်တော်တို့ဒီမှာစောနာပြောသလိုပဲဒီမြောင်းထဲကိုထည့်တဲ့အခါမှာဒီလိုထိုးလို့မဝင်ဆိုတော့တချမ်းထဲပြင်ညင်းဒီလိုလေးထည့်လိုက်โอเคတချမ်းထဲညင်းโอเคနော်ဒီထက်ရှင်းတာမရှိတော့ဘူးခင်ဗျာနော်ဘယ်သူမှလည်းအဲ့လောက်ထိအသေးစိတ်မပြောပြဘူးခင်ဗျာနော်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြိုက်နေသိနေဆိုရင် like and share လေးပြုလုပ်ပေးပါကျွန်တော်ကို follower မလုပ်ရသေးရင်လည်း follow လုပ်ပေးပါခင်ဗျာနော်နောက်ထပ်ဗီဒီယိုဖိုင်လေးတွေကျွန်တော်ထပ်တင်ပေးအောင်မယ်ဒီမှာဗီဒီယိုဖိုင်လေးတော့နည်းနည်းလေးရှည်သွားမယ်ဒါဆိုရင်လည်းပြိတ္တတို့ကညီးငွေ့မယ်အဲ့လိုလေးတွေရှိတယ်နော်ကိုမရောက်ဒီမရောက်နဲ့တင်ပြရင်လည်းတင်ရင်လည်းပြီးအောင်မတင်ဘူးဆိုလုပ်အောင်မယ်အစီတင်ပြန်တော့လည်းပြိတ္တတို့ကကြီးချင်တဲ့စိတ်မရှိဘူးကောင်မလေးတွေမပါတဲ့အတွက်ကြော်ဝမ်းချင်တဲ့စိတ်ပဲရှိတယ်ပေါ့ဒီမှာပညာပိုင်းလေးတွေနော်ကျွန်တော်တို့အတွေ့အကြုံလေးတွေမော်တာကွိုင်ပတ်တဲ့အမှုပညာလေးတွေပြန်လဲမျှဝေပေးနေတာနော်အဲ့တော့ comment လေးတွေများများရေးပေးပါဆဲချင်တဲ့ဟာလဲဆဲပေါ့မကျေနပ်တဲ့ဟာလဲဆဲပြီးရေးလို့ရတယ်နော်ရင်ကြည်ကြည်ရေးလို့လည်းရတယ်ဘာမှမဖြစ်ဘူးမကြိုက်ရင်မကြိုက်ဘူးကြိုက်ရင်ကြိုက်တယ်ပေါ့ဗျာဒါပေမဲ့ comment လေးမှာကြတော့ကျွန်တော်ရဲ့ video file လေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ဒီဟာနဲ့အသွားပြန်ဘယ်လိုရှိလဲဆိုတာကိုကျွန်တော်တို့နည်းနည်းလေးကြည့်ပေးပါခင်ဗျာနော်โอเคဒီမှာကျွန်တော်တို့ပြီးတော့မယ်ပေါ့ခင်ဗျာနော်တုတ်ခုပဲကြံပြီးဒီမှာအရာလေးတိုင်းကျွန်တော်တို့ခောက်သွားတာဒါဆိုရင်စက်ကူကကျွန်တော်တို့ကခောက်လိုက်တဲ့အခါမှာတစ်ခါတည်းတညီတယ်ဟုတ်တယ်နော်ဟုတ်ပဲဒီဘက်ရှည်တာလို့တူတာလို့မရှိဘူးလောက်ရတော့ညီနေမယ်ဒါပေမဲ့100ရာခိုင်နှုန်းတော့အလုပ်အဆင်ပြေရလို့တော့မရှိပါဘူးခင်ဗျာနော်โอเคဒါဆိုရင်တစ်ခုလုံးနေတော့ထပ်ဖြတ်မယ်ဒါလေးပဲနော်စိတ်ကူထိုးတာခလေးတွေပါလောက်တတ်တယ်ဘာညာတော့မလုံနဲ့ပေါ့ခင်ဗျာနော်ခလေးတွေခိုင်းလို့မရပါဘူးဒါကတော့လူတွေကတက်တက်လူကလန့်လေကြတော့အဲ့လိုမျိုးပဲပြောတတ်မှာနော်ဒါခလေးလောက်တဲ့အရာမဟုတ်ပါဘူးခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ကအလုံးတိုင်းမှာအလုံးငန်းတိုင်းမှာကျွန်တော်တို့ဒီအကစားမှာပဲဖြစ်ဖြစ်နော်ပကြီးဆွဲတာပဲဖြစ်ဖြစ်သူ့ရဲ့
ဂိတ်ကစားတာပဲဖြစ်ဖြစ်သူ့ရဲ့စနစ်ပိုင်းလေးတွေတော့ရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့တဦးနဲ့တဦးကျွန်တော်တို့ဒီလိုမျိုးအတွေ့အကြုံလေးတွေမော်တာပတ်တဲ့အမှုပညာလေးတွေပြန်လည်ပြီးတော့မျှဝေတဲ့အခါဒီကိုတော့အစုပ်ထိကြည့်ပေးဖို့ခင်ဗျာနော်ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာစက်ကူထက်နီးလေးဒီမှာပြီးဆုံးပြီပေါ့ခင်ဗျာအားလုံးပဲဆွေးနွေးချမ်းမြေ့ကြပါစေခင်ဗျာ